Hello guys ဒီနေ့မှာတော့ကျွန်တော်ပြောထားကြပြီဖြစ်တဲ့ကိုပိုင်ဒိုလုံဒီကိုတီးပေးသွားမှာဖြစ်ပါတယ်ဗျ။ရုံးစုံအနေနဲ့ brother တို့ရဲ့ချက်ကြည့်ပြီးတွေမှာ pro ရေးခိုင်းမှာပဲဖြစ်ပါတယ်။အဲ့အတွက် pro ရေးနည်းကိုကျွန်တော်တင်ပေးထားပါတယ်။အားလေးကိုကြည့်လိုက်ပါနော်။ pro ကို copy ကူးလိုက်ပါ။ပြီးရင်တော့ Chrome နဲ့ဝင်ပါမယ်ဗျ။ Chrome နဲ့ရဲ့ sub bar မှာမာနဲ့ AI လို့ရှာလိုက်ပါ။ကူးလာရဲ့ promote ကိုပိုက်ချပြီးသွားရင်အောက်ကိုဆွဲကြည့်လိုက်ပါ။ brother တို့တွေ့မှာပါဒီမှာစလုံးကြီး3000ပဲစနေပြအဲ့ဒါကိုဖြည့်ရှင်းဖို့ဆိုရင်ကျွန်တော်ပြထားတဲ့ app လေးလိုပဲပေါ့နော်ဒီ app နာမည်က notepad လို့ခေါ်ပါတယ်ဒီ app ကို Play Store မှာလွယ်တကူ download ဆွဲလို့ရပါတယ်အထဲကိုဝင်လိုက်ပါဝင်ပြီးသွားရင်အပေါင်းလေးကိုနှိပ်မယ်နာမည်ကိုတော့ကြိုက်တာပေးလိုက်ပါပြီးရင်တော့ခုနကကူးလာတဲ့ promo ကိုပတ်ချလိုက်ပါစေကိုနှိပ်မယ်စေကိုနှိပ်ပြီးသွားရင်ညာဘက်တောင်းဟာ1430မှာ export to file ဆိုတာရှိပါတယ် export ထုတ်လိုက်ပါအောက်ကဆေးဆွဲဟာလေးကိုနှိပ်လိုက်ပါနော်ဖိုင်လေးရလာပြီဆိုရင်တော့ Chrome ထဲကိုပြန်သွားပါမယ် Chrome ထဲရောက်ရင်ခုနကထည့်ခဲ့တဲ့စာတွေကို select all လုပ်ပြီးပြန်ဖြတ်လိုက်ပါဗျဖြတ်ပြီးသွားရင်တော့ကျွန်တော်တို့အပေါင်းလေးကိုနှိပ်ပါနှိပ်ပြီး add from local file ဆိုတာရှိပါတယ်အဲ့ထဲကိုဝင်ခုနကကျွန်တော်တို့ပေးခဲ့တဲ့ file ကိုရွေးပေးရမှာဖြစ်ပါတယ်ဒီ file ကို AI သိအောင်လို့နောက်ထပ် promote တစ်ခုထည့်ရေးပေးရပါမယ်ဒီ promote ကိုတော့ကျွန်တော် YouTube channel ရဲ့ comment မှာချပေးထားပါတယ်လောက်ခိုင်းလိုက်ပါပြီခဏဆောင်ပြီးရင်တော့ကျွန်တော်တို့ ready made file ရလာမှာပဲဖြစ်ပါတယ်ဗျ finally နောက်ဆုံးမှာတော့ရခဲ့ပြီဗျကျွန်တော်လုပ်ထားတဲ့ဒုံလေးကဲရလက်ကိုတော့ bro ဆက်ကြည့်လိုက်တော့ bro ဗျာဒီနေရာမှာရေးကြီးဆုံးချက်က beta API ကိုမပြည့်မနေဖွင့်ထားပါမယ်ဗျ beta API မဖွင့်ထားဘူးဆိုရင်တော့အတွန်းကလုံးဝအလုံးမလုပ်ဘူးလုံးဝအလုံးမလုပ်ဘူးเนาะကျွန်တော်ကြိုပြောပါတယ်အတွန်းကလုံးဝအလုံးမလုပ်ပါဘူးဒီလောက်ဆိုရင်တော့အားလုံးရကြမယ်လို့ထင်ပါတယ်ဗျကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe လုပ်ပေးကြပါဦးလို့တောင်းဆိုပါတယ်